ဒီဇလန်ကအာနာချမ်းသာကြွယ်ဝမှုနဲ့လျှို့ဝှက်ချက်တွေရဲ့အုံမြစ်ကိုပါတောင်းလို့စေရဲ့ဇလန်တစ်ပုဒ်ဖြစ်ပါတယ်။ Jeffrey Epstein ရဲတိုက်ကြီးတွေကိုပိုင်ကျွန်းတွေပိုင်ဆိုင်ထားပြီးကမ္ဘာပေါ်မှာဩဇာအကြီးဆုံးအုပ်ကိုတွေနဲ့ဆက်ဆက်မှုရှိတဲ့ဘီလီယံနာတဦးပါ။သမ္မတတွေတရုတ်ဆောင်တွေစီးပွားရေးလုပ်ငန်းရှင်ကြီးတွေဘယင်မင်းမြတ်တွေအထိသူတို့အားလုံးကိုသူသိခဲ့ပါတယ်။ဒါပေမဲ့ Epstein ဟာချမ်းသာရုံသက်သက်မဟုတ်ပါ။သူ့ရဲ့စိန်ခံဘဝနောက်ွယ်မှာပေါင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုရှိခဲ့ပါတယ်။သူကမော်ဆိုးတူဖြစ်ပြီးအထက်တန်းလွာတွေအတွက်အသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုလူကုန်ကူးခဲ့သူဖြစ်ပါတယ်။ပြီးတော့ Epstein ရဲ့အနီးစပ်ဆုံးလုပ်ဖော်ကိုင်ဘက် Ghislaine Maxwell လည်းရှိပါတယ်။သူမဟာသားကောင်တွေကိုစုဆောင်းတာသူ့ရဲ့ကိုညက်ကိုစီစဉ်တာပြီးတော့သူ့ရဲ့ရာဇဝတ်မှုတွေကိုဖုံးကွယ်တာတွေမှာကူညီပေးခဲ့ပါတယ်။2021ခုနှစ်မှာ Maxwell ဟာလိမ်မိုင်းဆိုင်ရာလူကုန်ကူးမှုနဲ့ပူးပေါင်းကြံစည်မှုတို့အတွက်ပြည်ထောင်ချမှတ်ခံခဲ့ရပြီးသူမဟာဘေးလူတက်တက်ထက်ပိုတယ်ဆိုတာကိုတက်တည်ပြခဲ့ပါတယ်။သူတို့နှစ်ဦးဟာချမ်းသာမှုအာဏာနဲ့အနိုင်ကျင့်မှုတို့ရဲ့အန္တရာယ်ရှိပြီးပြည့်ဝထားတဲ့ကမ္ဘာတစ်ခုကိုအတူတကွဦးဆောင်ခဲ့ကြပါတယ်။2019ခုနှစ်မှာတော့ဥပဒေက Epstein ကိုနောက်ဆုံးမှာဖမ်းဆီးနိုင်ခဲ့ပါတယ်။သူဟာနယူးယောက်မှာအသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုလိမ်မိုင်းဆိုင်ရာလူကုန်ကူးမှုနဲ့ဖမ်းဆီးခံခဲ့ရပြီးသူနဲ့ဆက်နွယ်နေတဲ့ဩဇာကြီးမားသူတွေကိုပါဖော်ထုတ်နိုင်တဲ့တရားရင်ဆိုင်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့တရားမျှတမှုကသူ့ရဲ့လမ်းကြောင်းအတိုင်းမသွားနိုင်ခင်မှာသူ့ကိုထောင်ထဲမှာတေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။တရားဝင်အစီရင်ခံစာတွေကတော့ကိုတက်တည်တယ်လို့ဆိုပါတယ်။ဒါပေမဲ့တခုခုကတော့အဆင်မပြေခဲ့ပါဘူး။ပျက်စီးနေတဲ့လုံခြုံရေးကင်မရာတွေအိပ်ပျော်နေတဲ့အဆောင်တွေအတူအယောင်မှတ်တမ်းတွေပေါ့။နောက်ပိုင်းမှာထောင်ရာရှိ2ဦးကိုပေါ့ဆမှုနဲ့တရားစွဲဆိုခဲ့ပါတယ်။လူများပြားကတစုံတစ်ယောက်ကိုကာကွယ်ဖို့သူ့ကိုတကယ်ပဲတက်ပစ်ခဲ့တာလားလို့တီးတိုးပြောဆိုခဲ့ကြပါတယ်။လူများစုကဒီဇလန်ကဒီမှာပဲပြီးဆုံးသွားပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့မပြီးဆုံးခဲ့ပါဘူး။2025ခုနှစ်မှာ Epstein ရဲ့ပစ္စည်းဥစ္စာတွေကအီးမေးလ်ပေါင်း23,000ကျော်ကိုထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့အချို့ကတုံ့လုပ်เสียဖြစ်ပါတယ်။2011ခုနှစ်က Maxwell စီပို့ခဲ့တဲ့အီးမေးလ်တစ်ခုမှာ Donald Trump ကိုမဟောင်နဲ့ခွေးတကောင်လို့ရည်ညွှန်းခဲ့ပါတယ်။ Epstein က Trump ဟာကျွန်တော်အိမ်မှာတစုံတစ်ယောက်နဲ့နိုင်ပေါင်းများစွာအချိန်ဖြုံးခဲ့တယ်။ပြီးတော့ဘယ်သူမှတခါမှမပြောဘူးလို့ရေးသားခဲ့ပါတယ်။အဲ့ဒီနောက်သတင်းသမား Michael Wolff စီပို့တဲ့2019ခုနှစ်အီးမေးလ်ကအခိုင်အမာပြောကြားခဲ့တာကသူကမင်းကလေးတွေအကြောင်းသိတာပေါ့။သူက Ghislaine ကိုရက်ဖို့တောင်းဆိုခဲ့တာ။အဲ့ဒီစာသားကပြင်းထန်တဲ့ online တစ်ခုကိုမီးထိုးပေးခဲ့ပါတယ်။အကယ်၍ဒါသာမှန်ခဲ့ရင် Trump ဟာ Epstein ရဲ့ရာဇဝတ်မှုတွေကိုသိရှိခဲ့တယ်လို့ဆိုလိုတာပါ။အင်မီရောကဒါကိုနိုင်ငံရေးအရတရေဖြတ်မှုလို့ခေါ်ပြီးညှင်းဆိုခဲ့ပေမဲ့အငင်းပွားမှုကတော့ငြိမ်သက်ဖို့ညှင်းဆန်နေပါတယ်။တခြားအီးမေးလ်တွေကကမ္ဘာလုံးဆိုင်ရာဆက်သွယ်မှုတွေခရီးသွားလာမှုတွေနဲ့ Epstein စီမံခန့်ခွဲတဲ့အထက်တန်းလွာကွန်ရက်တွေအကြောင်းအရေးမှုပြနေပါတယ်။ဘယ်သူမှစိတ်ကူးမရင်ဘူးတဲ့ပိုကြီးမားတဲ့ပိုမှောင်မိုက်တဲ့ကွန်ရက်တစ်ခုဖြစ်ပါတယ်။ဒီကနေ့ထိတောင်ဆယ်စုနှစ်များစွာကဟိဝတ်ချက်တွေဟာတောက်ခတ်ထားဆဲဖြစ်ပါတယ်။ Epstein တည်ဆုံမှုကအခန်းတစ်ခန်းကိုပိတ်ပစ်ခဲ့နိုင်ပေမဲ့ဒီအီးမေးလ်တွေကဇလန်းကမပြီးဆုံးသေးဘူးဆိုတာပြသနေပါတယ်။ဒါဆိုရင်မိကုံကတော့တခြားဘသူတွေပါဝင်ခဲ့သေးလဲအမှန်တရားဘလောက်များဆက်လက်ဖုံးကွယ်ထားသေးလဲပြီးတော့ Epstein တည့်ရဲ့ဩဇာကြီးမားသူတွေစီကိုတရားမျှတမှုကတကယ်ပဲရောက်နိုင်ပါမလား။ဒါဟာလူတစ်ယောက်ကြောင့်အကျဉ်းသားတစ်ယောက်ကြောင့်ဒါမှမဟုတ်ဘီလီယံနာတဦးရဲ့အရှုပ်တော်တက်တက်မဟုတ်ပါဘူး။ဒါဟာအာဏာနဲ့လျှို့ဝှက်ချက်တို့ဖုံးကွယ်ထားတဲ့ကမ္ဘာအကြောင်းနဲ့အလင်းရောင်ထဲကိုရောက်ရှိလာနေစေဖြစ်တဲ့တုံးလုံးစရာအီးမေးလ်တွေအကြောင်းပဲဖြစ်ပါတယ်။